ကြောက်စိမ့်စီးပွားရေးကိုလုပ်နေတဲ့သူတွေအတွက်ကတော့သတင်းကောင်းပါပဲကြောက်စိမ့်ကိုမြန်မာကြောက်စိမ့်နဲ့ဂွာတီမာလာကြောက်စိမ့်ဆိုပြီးတော့ origin ခွဲလို့ရနေပါပြီဟုတ်ပါတယ်ပြီးခဲ့တဲ့မြန်မာကျမတို့ဒီကြောက်မြက်ပြပွဲရန်ကုန်မှာပြုလုပ်တဲ့ကြောက်မြက်အချောရယ်ပြပွဲမှာ Lotte Hotel မှာဆရာဦးကျော်သူကနေပြီးတော့မှလည်းဒီအကြောင်းကိုကျမတို့ဒီတနာရီကျော်စာရှင်းလင်းပြောကြားသွားပါတယ်မြန်မာကြောက်စိမ့်နဲ့ဂွာတီမာလာကြောက်စိမ့်ကို origin ခွဲလို့ရနေပါပြီ GIA မှာဆိုလို့ရှိရင်တော့ကျမတို့ August လ9ရက်နေ့ကနေစပြီးတော့မှဒီ2025ခုနှစ် August လ9ရက်နေ့ကနေစပြီးတော့မှကျမတို့ GIA lab day ရှိတဲ့ US Hong Kong Bangkok Tokyo เนาะကျမတို့ဒီလိုနေရာတွေမှာ GIA မှာသွားပြီးတော့ဒီကိုယ့်ရဲ့ကြောက်စိမ့်တစ်ပွက်ဒီမြန်မာထွက်တဲ့ကြောက်စိမ့်လားဂွာတီမာလာထွက်တဲ့ကြောက်စိမ့်လားဆိုတော့စစ်လို့ရနေပါပြီSSCF မှာဆိုလို့ရှိရင်လည်းကျမတို့ဒီ2024ကတည်းကစပြီးတော့စစ်လို့ရနေပါပြီကျမဒီမှာဒီဟာနဲ့ပတ်သက်တဲ့အသေးစိတ်အချက်လက်လေးတွေကိုလည်းထည့်ပြီးတော့ဖော်ပြပေးထားပါတယ်အခုဆိုရင်တော့ကျမတို့ဒီကြောက်စိမ့်လုပ်နေတဲ့သူတွေအတွက်တော့ origin ကိုကွယ်ပြသိရတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့2026 2029နောက်ပိုင်းဒီမှာကြောက်စိမ့်သမားတွေအတွက်ဒီဟာဂွာတီမာလာလားဒီဟာမြန်မာလားခွဲလို့မရဘူး origin မထွက်ဘူးဆိုတော့ပြဿနာရှိတော့မှာမဟုတ်တော့ပါဘူးကြောက်စိမ့်သမားတွေအတွက်ကတော့သတင်းကောင်းပါပဲရှင်ဟုတ်ကဲ့ကျွန်မဗီဒီယိုလေးတွေကိုအမြဲတမ်းစောင့်နေထောင်ပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဗီဒီယိုလေးတွေကနေပြီးတော့မှဘုဟုတူတာတွေရရှိလိမ့်မယ်လို့ယုံကြည်ပါတယ်ကျွန်တော်နာမည်ဟိုရှိပါ